အကြောင်းကိုပြောမယ်ပေါ့နော်ဆိုတော့ layout folder ကအဓိက user interface ကို manage လုပ်ဖို့ user interface အတွက် user interface မှာပေါ်ချင်တဲ့ပုံစံတွေအကုန်လုံး layout file ထဲမှာရှိရပေါ့နော်ဆိုတော့ layout file မှာဆိုရင်အခုလောလောဆယ်သူက XML file တွေသိမ်းတယ်ပေါ့နော် .xml file တွေသိမ်းထားတယ် XML file ဆိုတာကရတော့ဒီအဓိကတော့ကိုယ့်ရဲ့ကုတ်မှာ business logic နဲ့ဒီ presentation logic ကိုခွဲလိုက်တာပေါ့နော်ဆိုတော့ business logic တွေကကြတော့ဒီ Kotlin Java ဆိုတဲ့ဒီထဲမှာရှိမယ်ပေါ့နော်ဒီ Kotlin file တွေ Java file တွေမှာ business logic တွေရေးပြီးတော့တကယ် user interface မြင်ရတဲ့ presentation အပိုင်းကိုကြတော့ XML file အနေနဲ့ layout folder ထဲမှာလာသိမ်းပြီးရှိရပေါ့နော်ဆိုတော့စပြီးတော့ create လုပ်လိုက်တာနဲ့သူက activity main ကတော့ပါလာလိမ့်မယ်ဒီ fragment တွေကကြတော့ကိုယူလိုက်တဲ့ template ပေါ်မှာမူတည်ပြီးတော့ကြတော့ပါလာတာမျိုးပေါ့နော်တေချာတာကတော့ဒီဟာကပါလာလိမ့်မယ်ပေါ့နော် activity underscore main ကတော့ပါလာလိမ့်မယ် XML ကကြာပါလဲဆိုတော့ extensible markup language သူက tag လေးနဲ့ရေးရပါတော့ဆိုAndroid မှာပြချင်တဲ့ user interface ကို create လုပ်ချင်တာ declare လုပ်ချင်တဲ့အခါမျိုးမှာဆိုရင် XML ကိုသုံးတယ်XML မှာဆိုရင်ကိုယ့်ရဲ့ UI ကို declare လုပ်လို့ရတယ်ဘယ်လိုပုံစံနဲ့ပုံချင်တာလဲဆိုတာမျိုးကို declare လုပ်ပြီးတော့ကြာတော့ဖော်ပြလို့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးကိုအသေးစိတ်ကြည့်လိုက်ရအောင်ပေါ့နော်ဆိုတော့ activity main ကိုအရင်ဖွင့်ပြမယ်နော် activity main မှာဆိုရင်ဒီမှာဒီရွေးလို့ရတယ်3ခုတစ်ခုနှစ်ခုသုံးခု3မျိုးပေါ့နော်ဒါကကြတော့ဗာလဲဆိုတော့ကုတ်ကိုပဲကြည့်ချင်တာမျိုးဆိုရင်ဒီကကုတ်ကော design ကိုအတွဲလိုက်ကြည့်ချင်တာမျိုးဆိုဒါမှာကုတ်ဒီဘက်မှာ design ကုတ် design ကိုတွဲလိုက်ကြည့်ချင်တာမျိုးဆိုရင်ဒီဟာလေးအောက်က design တည်တံ့ကြည့်မယ်ဆိုရင်ဒါနော်အဲ့တော့ design တည်တံ့ကြည့်မယ်ဆိုရင်ဒီကုတ်ကိုအရင်ပြောမယ်ပေါ့နော်ဆိုတော့ तू က XML ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာအဖွင့် tab ရှိရဆိုရင်အပိတ်တက်လာမယ် coordinator layout တဲ့နော် coordinator layout ဆိုအဖွင့်ဆိုရင်ဒီမှာ coordinator layout အပိတ်ပိတ်လိုက်ပြီးသွားပြီဆိုရင် तू ကဒုတိယတက်သူ့မှာ children component လေးရှိရပေါ့နော်ဒီမှာတစ်ခုနှစ်ခုသုံးခုရှိရ app ဘာlayout သုံးထားတယ်နောက်တစ်ခါတစ်ခုထည့်လိုက်တယ် include ဆိုပြီးတော့ကျတော့ content main ကိုထည့်လိုက်တယ်နောက်တစ်ခါ floating action bar ကိုသုံးထားတယ် floating action bar ကဒီဟာလေးပေါ့နော်ဒီမှာဒီဟာလေးဒီ screen ပေါ်မှာလေပေါ်မှာလွင့်နေသလိုမျိုးလေးပေါ့နော်အပေါ်မှာ float ဖြစ်နေသလိုမျိုးလေး pattern လေးဆို floating action bar လို့ခေါ် fashion pattern လို့ခေါ် action pattern လို့ခေါ်ရပေါ့နော်ဆိုအဲ့ဒါရှိမယ်အဲ့မှာလဲသူကဒီမှာဒီဟာကအဖွင့်ဆိုရင်ဒီမှာအပိတ်တွေ့လားနော်သူ့ထဲမှာဒီမှာ material 2 bar ကိုထည့်ထားတယ်အဲ့လိုမျိုးလေးသွားပါဘောเนาะသူရဲ့ကုတ်ကပြီးတော့ဒီမှာဆိုရင်လည်း floating action bar ကသူက tag ထဲမှာပဲရေးတာပေါ့เนาะအဖွင့်ပိတ်ရလို့တော့မရှိဘူးဒီမှာတက်အဖွင့်ရောပိတ်ကိုပေါင်းရေးထားပါဘောเนาะဆိုတော့သူထဲမှာကဒါ property လေးရှိရဲသူရဲ့ width ကဘယ်လောက်ထားမယ်သူရဲ့ height ကဘယ်လောက်ထားမယ်ဆို property လေးနဲ့ဒါရေးသွားပါဘောเนาะဒါ XML ရေးရဲ့ပုံစံအဲ့တော့ design ဘက်ကိုသွားကြည့်ရအောင်ကုတ်မရေးချင်မယ်နဲ့ design ရေးချင်တယ်ဆိုရင်ရတယ်အဲ့ဒါဆိုရင်ဒီလိုပုံစံမျိုးပေါ့เนาะဒီမှာဆိုရင်ကိုယ့်ရဲ့ design ကိုဒီမှာဒီလိုကြည့်လို့ရတယ် view ကိုပေါ့เนาะပြီးရင်ဒီမှာ palette ရှိရယ်ဒါ palette ရှိရယ်အောက်က component tree ရှိရယ်မှတ်ထားနော် palette ရှိမယ် component tree ရှိမယ်ဒီဘက်က attribute ရှိမယ်အလယ်မှာကိုယ့်ရဲ့ screen ရှိမယ်အဲ့လိုပုံစံမှတ်ထားပါအဲ့တော့ဒီဟာကကြတော့ component tree ကကြတော့ကိုယ့်ရဲ့တိဆောက်တဲ့ပုံစံပေါ့နော်အစောကပြောခဲ့အရင်ဆုံး coordinator layout လာမယ်ပြီးရင် app ဘာ layout လာ app ဘာ layout ပြီး include လုပ်လေ include ပြီး FAB လာတယ်ဒီမှာ component 3ခုရှိရယ် coordinator layout ထဲမှာပြီးသွားပြီဆိုရင်အဲ့ဒါတစ်ခုချင်းစီရဲ့ property တွေကိုနှိပ်ပြီးကြည့်လို့ရတယ်ဥပမာ app by layout ရဲ့ property ကိုနှိပ်ကြည့်ချင်တယ်ဆိုဒီမှာနှိပ်လိုက်ပြီဒီဘက်မှာသူ့ရဲ့ attribute တွေကြည့်လို့ရတယ်ကိုကထည့်လို့လည်းရတယ်ဒီမှာကြည့်အောက်မှာကိုကြိတ်တဲ့ဟောင်ထည့်လို့ရတယ်တွေ့လားအများကြီးပဲအဲ့ live ဖက်ကြည့်ပြီးထည့်သွားလို့ရတယ်တချို့အသုံးများတဲ့ဟာတွေကကြာ project တွေများများလုပ်ရင်းနဲ့မြင်လာလိမ့်မယ်ပေါ့နော်ဘယ်ဟာတွေကအသုံးများပဲ property တွေကတိတ်မသုံးဘူးဆိုတာပေါ့နော်ပြီးတော့ကြတော့ဘယ်လက်ကကြတော့လွယ်လွင့်တစ်ခုထည့်လို့ရပါဘောနော်ဥပမာကိုက test တစ်ခုထည့်ချင်တယ် test view တစ်ခုထည့်ချင်တယ်ဆိုတော့လွယ်လေး test view လေးကိုယူလာပြီးကိုကြိတ်တဲ့နေရာလေးကိုထည့်လိုက်အောင်မယ်အဲ့ဆိုဒီမှာ test view ဝင်သွားပြီဒီမှာ test view ဝင်သွားပြီတဲ့လားနော်ထည့်လိုက်တာဒီနေရာပဲဒီမှာဒီပေါ်ရောက်သွားပြီပေါ့နော်အဲ့ဒါပဲလို့လဲဆိုကိုက coordinator layout သုံးထားလို့ပေါ့နော်အဲ့ဒါကိုပြောင်းချင်တယ်ဆိုရင်သူ့ရဲ့ layout တွေလိုက်ထည့်ရမှာပေါ့နော်သူ့ရဲ့ layout တွေဒီမှာလိုက်ထည့်ပေးရမှာပေါ့နော်ဆိုတော့ပြောချင်တာက user interface ကိုလုပ်ရတာကအရင်လွယ်တယ်ပေါ့နော် drag and drop လုပ်လိုက်ရုံပဲ drag and drop လုပ်လိုက်ရုံပဲdrag and drop လုပ်ပြီးတော့ကြတော့ property လေးလိုက်ညှိပြီးထည့်လိုက်ရုံပဲအဲ့တော့ project 5 ခုလောက်လုပ်ပြီးတဲ့အချိန်မှာဒီ drag and drop လည်းကျွမ်းသွားလိမ့်မယ်နောက်က drag and drop မှာသုံးတဲ့ property တွေလည်းဘယ် property လေးထည့်လိုက်ရင်ဘာဖြစ်သွားမလဲဆိုတာကလုံးပေါအများကြီးသိသွားလိမ့်မယ်ပေါ့နော်လောလောဆယ်ဒီ user interface ကြီးကကြီးလိုက်ရင်တော့ cloud တွေအများကြီးနဲ့ကြောက်ဖို့ကောင်းတယ်လို့ထင်ရပေမဲ့သုံးရတာလေးတွေကဒီ cloud ကလေးတွေရှိမယ်ဒီဘက်က attribute ရှိမယ် palette ရှိမယ် component tree ကိုကြည့်ရမယ်ပေါ့နော်နောက်ကြတော့ဟိုမှာဒါအထက်ဆိုရင်ဒီလိုပုံစံအထောင်ဆိုရင်ဒီလိုပုံစံနောက်တစ်ခါ blueprint ကိုကြည့်ချင်တယ်ဆိုရင် blueprint ကကြတော့စာရေးပိုင်းမပါတော့ပုံမှာ2ပါအလဲမှာနောက်တစ်ခွက်ပြီးတော့ဒီမှာတစ်ခွက်ဒါပုံစံအကြမ်းမြင့်ကြည့်ချင်တယ် blueprint ကြည့်ချင်တယ်ဆိုရင်ဒါမျိုး